မင်္ဂလာပါကုတန်ပါမစ်မှာကြိုဆိုပါရစေဒါကတော့တကယ်ချင်းနဲ့ဘန်ကောက်မှာနေတဲ့ blog လေးပါခင်ဗျာမျိုးရတော့ဖို့အတွက်အရင်ဆုံး line ကရင်စီပါတယ်ကားပေါ်မှာထိုင်းမှာချောချောလေးတော့တွေ့ပါတယ်ဒါပေမဲ့ဗီဒီယိုများရေးလို့လိုက်ခဲ့ပါဘူးအရင်ဆုံးသမောဘတ်ခဲမှာတွားလေပါတယ်မိနစ်20လောက်တော့စီးရပါတယ်မောဘန်ခင်မှာ animation ရှိနေတော့ဘာတွေပြထားလဲဆိုတာတစ်ချက်လောက်ဝင်ကြည့်အောင်နော်အလားမွေးငါးလေးပါရမ်းချစ်စရာကောင်းပါတယ်ကင်မရာမစိုးဘူးနော်ဒီကောင်လေးရတော့ပြင်မှာတစ်ခါမှမမြင်ဘူးပေါ့နော်ဒါလည်းပထမဆုံးတွေ့ပူတာပါဘေးမှာတော့ hamster journey ထင်ပါဗျဒါကတော့ယုံလေးတွေပါသူတို့ကစားတောင်းတော့ဘာတွေကျွေးလို့ရမလဲဆိုတာစိုက်မှချက်တော့နေလိုက်မယ်အစားတောင်းနေတွေ့မယ်လေဒါလေးကတော့အားလုံးပြီးရဲ့ဘေးလေးပါနော်ဆိုင်မှာတော့ဝင်တော့ဆက်လက်ရည်လေးလို့ရတယ်ပေါ့နော်သုံးခုရေးနေရတယ်သုံးမျိုးပေါင်းရင်50တော့ကြာပါမယ်50ဟေးရမ်းမြန်တယ်ရမ်းမြန်ဒါလေးကတော့စိတ်နဲ့တူပါနော်ဝက်လေးတွေလည်းမပြတာပါနော်ဒါကတော့ကုန်းလေးတွေပါကျွန်တော်တင်တာတော့မြန်မာပြည်မှာပေါ်တဲ့ကျယ်လေးတွေလို့ထင်လိတ်လေးလည်းစာကြည့်ကြည့်ပါမယ်Heyဒါလေးကတော့ကြောင်လေးပါနော်ခေါင်းလေးကတော့မွေးမပါသူရဲ့မျိုးရင်းကမွေးမပါတဲ့ခေါင်းလေးပါကြောင်မီးကင်နိုင်ပေါ့နော်ဒီကြောင်တော့ရမ်းချစ်ဖို့ကောင်းတယ်ဗျမွေးရလည်းများတယ်နော်ရမ်းချစ်ဖို့ကောင်းပါလေအရင်လာပါတယ် animation ရှိုးပွဲအနေပြန်ထွက်ခဲ့ပါဘူးကျွန်တော်တို့ place တွေတော့အများကြီးရှိတယ်ဗျမွေးရောတခြား insect တွေပေါ့နော်ပြီးတော့ကျွေးရောနွားတွေရောမြင်းတွေရောရှိပါတယ်ဒါပေမဲ့တပုံရိုက်လို့ဗီဒီယိုရိုက်လို့ခွင့်ပြုတဲ့အတွက်ရိုက်ခဲ့ပါဘောနော်
အားလုံးပဲကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်နော်